はい、皆さんこんにちは。ဒီဗီဒီယိုလေးမှာကတော့ N3 N2 သမားတွေအတွက်မှတ်ကခတ်နေတဲ့မှားလီမှားထားရှိနေတဲ့ခန်းကြီးလေးတွေကိုလွယ်ကူကူရှင်းရှင်းလင်းလင်းဖြစ်အောင်တစ်ခါတည်းရှင်းပြထားပါတယ်။ကိုကကွက်လက်တစ်ခုတွေ့တဲ့အခါမျိုးမှာဘယ်စကားလုံးထည့်ရမလဲဆိုတာကိုသိပေမဲ့ခန်းကြီးရွေးချယ်တဲ့နေရာမှာအခက်အခဲဖြစ်နေရင်တော့ဒီဗီဒီယိုလေးကထောက်ကူပြုမယ်လို့မျှော်လင့်ပါတယ်။အဲ့တော့စလိုက်ကြရအောင်။ပထမဆုံးမှားလီမှားထားရှိရာလေးကတော့ဒီခန်းကြီးနှစ်ခုဖြစ်ပါတယ်။အတာတာမဲရုဆိုပြီးတော့အတန်ထွက်ပေမဲ့ကိုအပူပေးမဲ့အရာတွေမှာမူတည်ပြီးတော့ခန်းကြီးရဲ့ရေးပုံရင်းလေးကွာသွားပါတယ်။ဒီဘက်ကခန်းကြီးလေးကကြတော့နှွေးထွေးတယ်ဆိုရက်အဓိပ္ပာယ်ပေါ့နော်နှွေးထွေးတယ်အပူနှွေးတယ်ဆိုရက်အဓိပ္ပာယ်ဥပမာနှလုံးသားလေးကိုနှွေးထွေးသွားအောင်လုပ်တာတို့ကိုယ့်ရဲ့တောက်တဲ့ကော်ဖီတို့ဟင်းချိုတို့ကိုနှွေးတယ်ဆိုရင်တော့ဒီခန်းကြီးလေးကိုသုံးတာဖြစ်ပါတယ်ဥပမာスープを温めるスープကိုနှွေးအောင်လုပ်တယ်ဒီဘက်ကခန်းကြီးလေးကတော့ပူအောင်လုပ်တယ်ဆိုတဲ့ဘက်ကိုပို့သွားပါတယ်ဥပမာအခန်းပူချိန်ကိုပေါ့နော်ပူအောင်လုပ်တယ်တို့လက်ကအေးနေလို့ပူအောင်လုပ်တယ်တို့အဲ့လိုမျိုးနေရာမှာသုံးတာဖြစ်ပါတယ်部屋を温めるအခန်းကိုနှွေးအောင်လုပ်တယ်နောက်တစ်ခုကတော့အောက်ဆိုတဲ့ဟာလေးပါအောက်လို့ပြောလိုက်တာနဲ့တွေးဆုံတယ်ဆိုပြီးတော့ပဲတီးထားကြပေမဲ့ကိုက်ညီရဲဆိုတဲ့အဓိပ္ပာယ်လည်းရှိပါတယ်အဲ့တော့အဓိပ္ပာယ်နှစ်ခုဖြစ်သလိုရေးပုံရင်းတွေကလည်းနှစ်ခုဖြစ်ပါတယ်တွေးဆုံတယ်ဆိုရင်ကြတော့လူအချင်းချင်းတွေ့တဲ့နေရာမျိုးမှာဒီခန်းကြီးလေးကိုသုံးပါတယ်ဒိုမိုတာချီနီအောက်တငယ်ချင်းနဲ့တွေ့တယ်ဒီဘက်ကကိုက်ညီရဲဆိုတဲ့နေရာမှာကြတော့ကိုယ့်ရဲ့အမြင်သူ့ရဲ့အမြင်ကိုယ်သဘောထားသူသဘောထားတွေကိုက်ညီရဲဆိုရင်ဒီဘက်ကအောက်ကိုသုံးပါတယ်နောက်တစ်ခုအနေနဲ့ကိုယ့်ရဲ့အင်ဂျီတို့ဖနက်တို့ကကိုယ်နဲ့တော်တယ်ကိုက်တယ်ဆိုရင် size ကအောက်ဆိုပြီးတော့ size တွေကိုက်ညီရဲဆိုပြီးတော့လည်းသုံးလို့ရပါတယ်နောက်တစ်ခုကတော့ဟာကာဒုဆိုတဲ့အဓိပ္ပာယ်ပါဟာကာဒုဆိုတဲ့အဓိပ္ပာယ်မှာခန်းကြီးက3မျိုးထပ်ပြီးတော့ခွဲပါတယ်ခန်းကြီးတစ်မျိုးစီမှာလည်းဘာကိုတိုင်းတာမှာလဲဆိုတာမျိုးကိုနားလည်ရလွယ်အောင်လုပ်ပေးထားပါတယ်ပထမဆုံးတွေ့ရတဲ့ခန်းကြီးလေးကအချိန်ကိုတိုင်းတာတဲ့ခန်းကြီးပါချစ်ခံကိုဟာကာဒုအချိန်ကိုမှတ်တယ်အချိန်ကိုတိုင်းတာတယ်အလဲကဟာလေးကတော့အရှည်တွေ size တွေကိုတိုင်းတာတာဖြစ်ပါတယ်ဥပမာချောဆန့်ရှင်ချောအိုဟာကာဒုအရက်ကိုတိုင်းတာတယ်နောက်ဆုံးတစ်ခုကတော့အလေးချိန်တွေ weight တွေကိုတိုင်းတာတာမျိုးဖြစ်ပါတယ်ဒါကြီးကျော်အိုဟာကာဒုကိုလေးချိန်ကိုတိုင်းတာတယ်နောက်တစ်ခုကခါရဲတုဆိုတဲ့အဓိပ္ပာယ်လေးခန်းကြီးလေးပါခါရဲတုဆိုတဲ့ခန်းကြီးက2မျိုး꿰ပါတယ်အားလုံးသိပြီးသားအိမ်ပြန်နေဆိုတဲ့ခါရဲတုရှိတယ်လို့မျိုးမူလအခြေအနေဖြစ်အောင်လုပ်တယ်ဆိုတဲ့ခန်းကြီးလေးရှိပါတယ်ဥပမာ昔の元気な自分に変えるအရင်ကလိုတက်ကြွတဲ့ကိုပြန်ဖြစ်အောင်လုပ်တယ်ဆိုတဲ့နေရာမျိုးမှာသုံးတာဖြစ်ပါတယ်ဖြစ်ပြီးသားကိစ္စကိုအဲ့ကိစ္စထပ်ပြီးတော့ဖြစ်အောင်လို့မူလနေရာထပ်ပြီးတော့ပြန်ရအောင်လို့လှုပ်ဆောင်တာကိုခါအဲလို့ဆိုပြီးတော့လည်းသုံးပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့စုခုရုဖြစ်ပါတယ်စုခုလို့ပြောရတာနဲ့လှုပ်ဆောင်ပြုလုပ်တယ်ဆိုပြီးတော့ပေါ့နော်သိပေမဲ့ဘာကိုပြုလုပ်တာလဲဆိုတော့ပုံမူတည်ပြီးတော့လဲခန်းကြီးကအမျိုးအစားကွဲသွားပါတယ်မြင်ရတဲ့အရာတွေကြီးမားတဲ့အရာတွေဥပမာလေရင်မြန်သင်္ဘောအိမ်တွေကိုစောက်လုပ်တယ်ဆိုရင်ဒီဘက်ကခန်းကြီးလေးကိုသုံးပါတယ်ဒီရဲ့ကိုစုခုရုအိမ်ဆောက်တယ်ဒီဘက်ကစုခုတို့ကကြတော့မမြင်ရတဲ့အရာမျိုးပေါ့ဥပမာဟင်းလျာတို့ project တို့ပြီးရင်စခုပွန်ဆိုတဲ့ဒီစာရေးတဲ့စာပိုက်တွေကိုပေါ့နော်ပြုလုပ်တယ်ဆိုရင်လည်းဒီစခုတို့နဲ့သုံးမှာဖြစ်ပါတယ်ဥပမာလျော်ရီကိုစခုတို့ဟင်းချက်တယ်နောက်တစ်ခုကတော့ဥစုတို့ပါဥစုတို့လို့ပြောလိုက်တာနဲ့ဒါရိုက်ကူးတယ်ပုံရိပ်ထင်တယ်ဆိုပြီးတော့အားလုံးသိပေမဲ့နှစ်မျိုးနှစ်စားခွဲပါတယ်ဒီခန်းကြီးနှစ်ခုလုံးနဲ့လည်းစိတ်မယ်လို့မထင်ပါဘူးဒီဘက်ကပုံရိပ်ထင်တယ်ဆိုတဲ့ခန်းကြီးလေးကအဲ့ခန်းကြီးဖြစ်ပါတယ်သူကတော့ဒီမှန်တို့ရေကိုင်တို့မှာရောင်ပြန်ဟတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသွားတာဖြစ်ပါတယ်ဥပမာမီဇူမီနိဖူဂျီဆန်ကဥစုတို့ရေကန်မှာဖူဂျီတောင်ကပုံရိပ်ထင်တယ်နောက်တစ်ခုကကြတော့ရိုက်ကူးတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒီမှတ်တမ်းတင်လိုက်တယ်မှတ်တမ်းရိုက်ကူးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဓာတ်ပုံတွေပါရေးမှာပြန်ပြီးတော့ပေါ့နော်ရိုက်ကူးမိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာသုံးတာဖြစ်ပါတယ်ဒီခန်းကြီးလေးကလည်းရှာရှင်းကရှာခန်းကြီးဖြစ်တာမို့လို့ဓာတ်ပုံနဲ့တွဲပြီးတော့မှတ်ရင်လွယ်ပါတယ်အဲ့တော့ရှာရှင်းဒီအဲကဥစုတို့ဓာတ်ပုံထဲမှာပြုံးရည်နေရဆိုတဲ့အဓိပ္ပာယ်ပါဓာတ်ပုံထဲမှာအပြုံးမျက်နှာလေးကိုရိုက်ကူးမိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်
နောက်တစ်ခုကတော့နာဝတုပါနာဝတုကတော့အားလုံးသိပြီးသားပြောခိကနာဝတုဆိုတဲ့နေရာမှာယောဂါကြီးပြန်တက်တာတယ်နေပြန်ကောင်းတယ်ဆိုတဲ့နေရာမှာသုံးသလိုမျိုးပဲအမှားပြင်တယ်ဆိုတဲ့နေရာမှာလည်းနာဝတုဆိုတာရှိပါတယ်အမှားပြင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့မျိုးပြန်လဲကောင်းမွန်လာတဲ့ဆိုတဲ့နေရာမျိုးမှာလည်းဒီဘက်ကခန်းကြီးကိုပဲသုံးတာဖြစ်ပါတယ်ဥပမာပါဆိုခွန်တော့ချောရှိကနာဝတုကွန်ပျူတာကပြန်ကောင်းလာတယ်ပြတ်သွားတယ်ကိုကဆိုင်အောင်ပို့လိုက်တယ်အဲ့တော့မှနာဝတုပြန်ကောင်းတယ်မဟုတ်နောက်တစ်ခုအနေနဲ့မဆီကတတုခိုရိုနာဝတုပေါ့နော်မှားသွားတဲ့နေရာကိုအမှားပြင်တယ်အဲ့လိုမျိုးလည်းသုံးလို့ရပါတယ်နောက်တစ်ခုကတော့ခဝခုပါခဝခုဆိုတာကတော့အကုန်လုံး6တွေ့တယ်ဆိုတဲ့ဒီနေရာမျိုးမှာသိပြီမဲ့ခန်းကြီးကလည်း2မျိုးခွဲသွားပါတယ်ကိုကဘာကို6မှာလဲပေါ့နော်သပင်တို့အဝတ်တို့ဆိုရင်ဒီဘက်ကခန်းကြီးကိုသုံးပါတယ်ဥပမာစန်တာခုမိုနိုအိုခဝခုရှော့ထားတဲ့အဝတ်တွေကို6တွေ့အောင်လုပ်တယ်ပေါ့နော်အဝတ်လှမ်းတာဖြစ်ဖြစ် dryer နဲ့မှုတ်တာဖြစ်ဖြစ်အဲ့လိုမျိုး6တွေ့အောင်လုပ်တယ်ဆိုရင်ခဝခုလို့သုံးပါတယ်ခဝခု6တွေ့ရပေါ့နော်ခဝဆုဆိုရင်ကျတော့6တွေ့အောင်လုပ်တယ်ပေါ့ဒီဘက်ကခဝခုကကျတော့လေချောင်းမှာပဲသုံးတာဖြစ်ပါတယ်နို့တူကခဝခုလေချောင်း6တယ်အာကောင်6တယ်ဆိုတဲ့ဒီပဲဖြစ်ပါတယ်နောက်တစ်ခုကအတတကိုင်ပေါ့နော်ခုနကအတတမဲရုနဲ့တူတူပဲဒီဘက်ကခန်းကြီးက verb ကလိုမျိုးပဲအစားအစာတွေခံစားချက်နှလုံးသားတွေမှာသုံးတာဖြစ်ပါတယ်။နှွေးထွေးရဲ့အစွဲအဓိပ္ပာယ်ပါ။အတတကာယီအိုချာအိုနမှုနှွေးတဲ့လက်ဖက်ရည်ကိုတောက်တယ်။ဒီဘက်ကဟာကကြတော့ဒီအတတမဲတို့မှာဆိုရင်တော့အခန်းတို့လက်တို့ကိုအပူပေးတယ်လို့မျိုးပဲဒီမှာကတော့ပူတယ်ဆိုတဲ့ဟာဒီဥဒုကိုပြောချင်တာဖြစ်ပါတယ်။အတတကာယီပေါ့နော်ဒီဟာရုနောဟီဝအတတကာယီຫນွေဦးရဲ့ရက်တွေကနှွေးထွေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ဟာရိုက်ဆိုတာကညံတယ်ဆိုတဲ့အဓိပ္ပာယ်လို့သိထားပေမဲ့သူကနှစ်ခုထပ်ပြီးခွဲပါတယ်။မြန်မာလိုဆိုရင်တော့တက်ကြီးခွဲကြမလို့ပေါ့နော်။စောတာတက်ညံတာကညံတာတက်ပါ။ဥပမာကိုကအလုံးနောက်ကျမှဆိုလို့အိမ်ကဆော့ဆော့ထွက်တယ်ဆိုရင်ဒီဘက်ကဟာရိုက်ကိုသုံးပေးရဖြစ်ပါတယ်။အဲ့လိုနေရာမျိုးမှာကိုကမြန်မြန်လျှောက်တယ်ဆိုရင်ဒီဘက်ကဟာယာကြီးကိုသုံးရမှာဖြစ်ပါတယ်။ဥပမာအဆာဟာယာခုအိုခီဒူမနက်ကိုစောစောထားတယ်။ဒီဘက်ကဟာဆိုရင်ကြတော့ဒန်ရှာကဟာယာကြီးယထာကမြန်တယ်ယထာရဲ့ခုံမောင်းတဲ့နှုံးကိုမြန်တယ်လို့သုံးချင်ရင်ဒီဘက်ကဟာယာကြီးကိုသုံးတာဖြစ်ပါတယ်။သူ့ကိုအရှိန်ဆိုရဲအနေရာတွေမှာမြန်တယ်ဆိုတဲ့နေရာမှာသုံးတယ်လို့ဒီဘက်ကစောတယ်ဆိုတာကကြတော့အလုပ်တစ်ခုခုကိုဆဆလုပ်ဖို့အတွက်စောလုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာတက်ရောက်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ရာဇရှိကိုအားလုံးကသဘောကောင်းတယ်ကျင်နာတတ်တယ်ဆိုပြီးတော့သိထားပေမဲ့လွယ်ကူတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိပါတယ်။အဲ့တော့ရာဇရှိလို့ပြောတာနဲ့လွယ်ကူလားသဘောကောင်းလားဆိုတာကိုခန်းကြီးကနေထပ်ပြီးတော့ခွဲလို့ရပါတယ်။အဲ့တော့ဒီဘက်ကခန်းကြီးကတော့အားလုံးသိပြီးသားသဘောကောင်းတယ်ဆိုတဲ့ခန်းကြီးပါခါရေဝါရာဇရှိတူတာသူကသဘောကောင်းတဲ့သူဖြစ်တယ်ဒီဘက်ကတော့ရာဇရှိလွယ်ကူတယ်ဆိုတဲ့အဓိပ္ပာယ်ပါခွန်သုံးမွန်းတိုင်းဝရာဇရှိဒီပြဿနာဒီပု္ပ္ပာကလွယ်ကူတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကတော့အဆွေပါအဆွေလို့ပြောတာနဲ့ဒရိုင်းကပူတယ်ဆိုပြီးတော့သိပေမဲ့လည်းပဲယာတိဥဒုပူတာနဲ့အရာဝတ္ထုတွေပူတာပေါ်မူတည်ပြီးတော့လည်းခန်းကြီးကကွဲသွားပါတယ်ယာတိဥဒုပူတယ်ဆိုရင်တော့ဒီဘက်ကခန်းကြီးလေးကိုသုံးတာဖြစ်ပါတယ်ကျော်ဝနာဆွနောယောနိအဆွေဒီနေ့ကနွေရာသီလိုပဲပူတယ်ဒီဘက်ကခန်းကြီးကတော့အရာဝတ္ထုတွေပူတဲ့နေရာမျိုးမှာသုံးပါတယ်ဥပမာဒဲအိုးတို့ဟင်းချိုတို့မီးဘူတို့ကပူတယ်ဆိုရင်ဒီဘက်ကအဆွေကိုသုံးတာဖြစ်ပါတယ်ဥပမာခိုဟီကအဆွေကော်ဖီကပူတယ်ခိုးရအဆွေနော်တဲ့ခီယိုစုခက်တဲ့နဲ့ကော်ဖီကပူနေတော့မလို့သတိထားပါနော်အဲ့လိုမျိုးအဆွေကဒီရာသီဥတုမှာတက်အရာဝတ္ထုတွေမှာတက်ခွဲပေမဲ့လည်းပဲလို့စာမှုရီဆိုတဲ့အေးတယ်ဆိုတဲ့အဓိပ္ပာယ်စာမှုရီဆိုတဲ့အေးတယ်ဆိုတဲ့စကားလုံးကတော့ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ်ခန်းကြီးကတစ်မျိုးတည်းပဲဖြစ်ပါတယ်အားလေးကိုလည်းဒီဟာလေးနဲ့တွဲပြီးတော့မှတ်ထားစီချင်ပါတယ်အဲ့ဒီဗီဒီယိုလေးမှာကတော့မှားလိမ့်မှားထားရှိတဲ့စကားလုံးတချို့ကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးပဲပို့ပြီးတော့ရှင်းလင်းသွားမယ်မှတ်ကောက်လဲသွားမယ်လို့ညွှန်နေပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Bye bye